နေကြတယ်ဆိုတာဘဝကိုအတိတ်ပင်မဲ့သွားစေတာမဟုတ်ပါဘူးကျွန်တော်တို့ဟာဘဝမှာကောင်းတာတွေရောဆိုးတာတွေရောနှမျိုးစလုံးကိုတိဆောက်ဖို့ဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီပိုင်းလေးကိုဆက်ပြီးတော့မှဖတ်ပြပေးမယ်ပေါ့ကောင်းမှာရှိတဲ့ဘယ်ကိစ္စမဆိုအချိန်တိုလေးတွင်းမှာကျွမ်းကျင်တက်မြောက်သွားတယ်ဆိုတာမရှိပါဘူးဘယ်အရာကိုပဲလှုပ်လှုပ်ပန်းနိုင်တဲ့ကိုနဲ့ကြားမှာကအမှတ်သားလေးတွေကိုအရင်လုပ်ပါပြီးမှကိုပလန်ချထားတဲ့အတိုင်းတမတ်ချင်းစီကိုရောက်အောင်သွားပါဒါပေမဲ့မေးလို့မရတာကတော့အဲ့ဒီရဲ့အမှတ်လေးတွေတိုင်းကရှေ့ကိုသွားစေနိုင်တာမျိုးမဟုတ်ပါဘူးတချို့အမှတ်လေးတွေကနောက်ပြန်ဆွဲသွားတတ်တယ်လို့တချို့အမှတ်တွေကလည်းနောက်ထပ်အမှတ်တစ်ခုနဲ့သွားချိတ်နေပြီးတော့အဲ့ဒီရဲ့နေရာမှာတင်လဲနေတတ်ပါတယ်ရှေ့လည်းမရောက်နောက်လည်းမရောက်တနေရာထဲမှာလဲနေတက်ပြီးတော့အဲ့ဒီရဲ့အမှတ်တွေကိုနေကြအမှတ်လို့ခေါ်ပါတယ်တချို့လည်းအဲ့ဒီရဲ့နေရာမှာဆက်ပြီးတော့မှတောက်မခံနိုင်တာကြောင့်အရှုံးပေးပြီးတော့ထွက်ခွာသွားတတ်တာတဲ့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေကအသက်ရှင်နေရသရွေ့ဒီအမှတ်တွေကိုကိုယ်တိုင်ချမှတ်ခဲ့ကြတာဖြစ်လို့အဲ့ဒီရဲ့နေကြအမှတ်ဆိုတဲ့နေရာမှာလဲနေစေဦးတော့ရှေ့မရောက်ပြီမဲ့လေလဲနေတဲ့အပတ်ကြီးများလာတဲ့အခါမှာအဲ့ဒီရဲ့အမှတ်လေးတစ်ခုဟာပို့ပြီးတော့ထူလာပြီးတော့ထင်ရှားလာတယ်ပြီးတော့ပို့ပြီးတော့မှကျေပြန့်လာမှာဖြစ်ပါတယ်တခါတလေမှာကျွန်တော်တို့တွေကကိုယ်တိုင်ချမှတ်ထားတဲ့အမှတ်သားလေးတွေစီးတွေကထူတဲ့ဟာကထူပါတဲ့ဟာပါမထင်ရှားတဲ့ဟာမထင်ရှားဖြစ်နေတတ်ပါတယ်ဒါပေမဲ့တဖြည်းဖြည်းချင်းနဲ့ထင်ရှားလာတဲ့အမှတ်အသားလေးတွေကနေကိုဘဝကိုလမ်းပြပေးတဲ့ထင်ရှားတဲ့အမှတ်သားတစ်ခုအဖြစ်ရှန်ရှိနေတတ်ပါတယ်ဒါကြောင့်နေကြအမှတ်မှာလည်းလဲနေကြာရှုံးမှုတွေနဲ့ပဲကြုံနေရလက်မချော်လိုက်ပါနဲ့အ ਨੇ ဆုံးတော့ကျွန်တော်တို့ဟာနေတိုင်းအမှတ်သားတသေးလေးတွေကိုသွားလျာခီးတစ်ချောက်မှာမှတ်ခဲ့မယ်ဆိုရင်နောက်ဆုံးမှာလမ်းအမှန်ကိုကိုနီးကိုဟန်နဲ့ကိုခြာတွေးနိုင်ရှိပါလေရဲ့အဲ့တော့ဒီအကြောင်းအရာမှာပြပြပေးထားဆိုတော့ကိုကလမ်းပြောင်းနေတယ်လို့ပေါ့ဒါမှမဟုတ်ကိုရဲ့ရလက်တွေကနေပုံမှာကိုမှပြစရာလည်းမရှိဘူးရလက်တွေကလည်းမရှိဘူးဒီနေရာမှာပဲလေနေတယ်ဘလောက်ပဲလှုပ်ပေါ့အဲ့လိုမျိုးတွေဖြစ်နေတယ်နီလန်းနေပြောင်းပြီးမှလုံနေရင်တော့ခက်ခဲနေတာမျိုးတွေကြုံရတယ်ကိုလိုရှင်နဲ့ပန်းနိုင်ကိုမရောက်နေဘူးဆိုရင်တော့မှလက်မလျှော့ပဲနဲ့ဆက်ပြီးတော့မှစူးစမ်းတင်နေဆိုတဲ့အကြောင်းအရာကိုပြောပြပေးထားတာပေါ့ဘာလို့လဲဆိုတော့အဲ့လိုထက်ခါစူးစမ်းရနေပုံမှာကိုကဒီနေရာမှာလေနေတဲ့အတွက်ဒီရဲ့ကျွမ်းကျင်မှုတွေကနေတဆင့်ကိုကိုထင်ရှားတဲ့သူတယောက်အနေနဲ့ဖြစ်လာစေပြီးတော့မှကိုနီးကိုဟန်တဲ့ကိုရဲ့လမ်းမှန်ပေါ်ကိုပြန်ပြီးတော့မှရောက်သွားနိုင်ပါတယ်ကိုရဲ့ပန်းနိုင်စီကိုဥတီပြီးတော့မှဆက်သွားနိုင်ပါတယ်ပေါ့အဲ့တော့ကိုဆွဲထားတဲ့အမှတ်ဒီမှာဆိုရင်လေကိုကနီလန်မျိုးစုံသုံးပြီးတော့မှအကောင်းဆုံးကြိုးစားနိုင်မယ်ဆိုရင်တေချာပေါက်ကိုအခက်ခဲတွေချာကနေရုံထွက်နိုင်တယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်မလျှော့ဘူးလိုအပ်ပါတယ်နော်